1909 ခုနှစ်ဆွစ်ဇာလန်နိုင်ငံဇူးရစ်မြို့မှာစပယ်ဆိုတဲ့စိတ်ဝင်နာနာရှင်အမျိုးသမီးလေးကိုအမျိုးသားနှစ်ယောက်ကတင်းချုပ်ပြီးစေးရုံရှိကိုမြင်းလဲနဲ့ခေါ်လာခဲ့ပါတယ်။စေးရုံရှိကိုလှဲဆိုင်လာတဲ့အထိသူမကအော်ဟဲရုန်းကန်နေသေးပါပဲ။စေးရုံဝန်ထမ်းတွေကသူမကိုအထက်ရောက်အောင်ဝိုင်းကူခေါ်သွားကြပေမဲ့သူမကတော့ဆက်ပြီးအော်ဟဲရုန်းကန်နေတော့ပါပဲ။ကုတာရီအခန်းတစ်ခန်းထဲမှာတော့စေယောဂါကိုဆရာဝန်ဇေယျကစပယ်နဲ့စတင်မိတ်ဆက်ပါတယ်။သူမကိုစေယုံလက်ခံဖို့တာဝန်ယူခဲ့တာသူကိုယ်တိုင်ဖြစ်ကြောင်းဇေယျကရှင်းပြပါတယ်။သူမရဲ့ခြေတွေကတုံရင်းပြီးကနားမငြိမ်ဖြစ်နေပေမဲ့သူမယူမယူဘူးဆိုတာစပယ်ကရှင်းပြဖို့ကြိုးစားပါတယ်။ဒါပေမဲ့သူမရဲ့လုပ်ရက်တွေကတော့စံကျင်ဘက်ဖြစ်နေပါတယ်။သူမကိုဘာတွေကချောက်လန့်နေတယ်လဲဆိုတာသိရအောင်နေ့စဉ်တစ်နာရီဒါမှမဟုတ်2 နာရီလောက်စကားပြောကြည့်ဖို့ဇေယျကအကြံပြုပါတယ်။သူမစိတ်အနှောက်အယှက်မဖြစ်ရအောင်လို့သူကနောက်ကျောဘက်ကနေထိုင်มาဖြစ်ပြီးသူ့ကိုတတ်နိုင်တဲ့လောက်လှည့်မကြည့်ဖို့မှာပါတယ်။အဲဒီနောက်ဇေယျကသူမနောက်ကိုသွားထိုင်လိုက်ပါတယ်။စပယ်ကတော့တခုကိုအနာတရားဖြစ်မှကြောက်လို့သူမကိုသူမကာကွယ်ဖို့ကြိုးစားနေပါတယ်။နေရာယူပြီးတဲ့နောက်သူမရဲ့ယောဂဖောက်ရတဲ့အကြောင်းရင်းကိုဇေယျကမေးပါတယ်။သူမကအရှက်ကွဲခံရခြင်းဆိုတဲ့စကားလုံးကိုတကိုယ်လုံးတစ်ဆက်ဆက်သုံးပြီးခက်ခက်ပြောထွက်လာပါတယ်။သူမရဲ့ဖခင်ဖြစ်သူကသူမအပေါ်အမြဲဒေါသထွက်တဲ့ကြောင်းသားသမီးတွေကိုရိုက်နှက်ပြီးရင်သူ့လက်ကိုပြန်နှိုင်းခန်းနေရှိကြောင်းဆက်ပြောပြတယ်။နောက်တနေ့မှာတော့စပယ်နဲ့ဇေယျတို့ကတောလန်လေးတဲ့ကိုလမ်းလျှောက်ထွက်လာကြတယ်။စပယ်ကသူမကိုစောင့်ရှောက်နေတဲ့နတ်သမီးလေးအကြောင်းကိုပြောပြပါတယ်။လူတွေမပြောပြခင်ကတည်းကသူဘာပြောမယ်ဆိုတာသိနိုင်တဲ့အတန်လေးတစ်ခုသူမခေါင်းထဲမှာရှိနေတယ်လို့ဆိုပါတယ်။ဇေယျကဒါဆရာဝန်တယောက်အတွက်အရန်ကောင်းတဲ့စွမ်းရည်ပဲလို့မှတ်ချက်ချလိုက်ပါတယ်။ဒါပေမဲ့သူမကတော့ဆရာဝန်ဖြစ်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ထင်နေတယ်။တော်လေးကိုနည်းနည်းထက်ဝင်သွားကြပြီးတဲ့နောက်မှာတော့မဖြစ်မနေစစ်မှုထမ်းရမယ့်တာဝန်ကြောင့်သူအချိန်တိုင်းတာတစ်ခုထိခွဲဝါရတော့မယ့်အကြောင်းဇေယျကတောင်းပန်တယ်။စပယ်ကဒါဟာအချိန်ဖြုံးတာပဲလို့ဒေါသတကြီးအော်ဟစ်ပြီးသူမရဲ့ကုတ်အင်ကြီးကိုလွှန့်ပစ်ကမြေပြင်ပေါ်ကိုခွေချသွားခဲ့တယ်။ဇေယျကသူမကိုချုံမော့ဖို့ကြိုးစားပြီးကုတ်အင်ကြီးကိုကုတ်ကအညစ်အကြေးတွေပြောင်းအောင်ခါလိုက်ပါတယ်။အဲဒီလောက်ရက်ကစပယ်ကိုပေါ်ပြီးထိတ်လန့်သွားစေခဲ့တယ်။နောက်တစ်နေ့မှာတော့စပယ်ကစေးရုံစီကန်းတွေကိုဖောက်ပြက်ပြီးအစာမစားဘဲနေပါတော့တယ်။သူနာပြုဆရာမကဖြောင်းပြကြည့်ပေမဲ့အခြေအနေတွေဆိုးလာတဲ့အခါမှာတော့ဆရာဝန်ကြီးဥပုံးကိုခေါ်လိုက်ရပါတော့တယ်။ခဏနေတော့ဆရာဝန်ကြီးဥပုံးကစပယ်ကိုလာကြည့်ပါတယ်။သူနာပြုဆရာမအတူပါလာပေမဲ့အခန်းထဲမှာဘယ်သူမှမရှိတော့ပါဘူး။အဲဒီချိန်ဆေးရုံမြေပတ်မှာတော့ဆေးရုံဝန်ထမ်း3 ယောက်ကစပယ်ကိုထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။သူမကရင်းညစ်တွေရှိတဲ့ရေအိုင်ထဲကိုဆင်းလာပြီးတက်လာဖို့ညှင်းဆန်နေပါတယ်။ဆရာဝန်ကြီးရောက်လာပြီးသူမစိတ်ဝင်စားမဲ့ဝါသနာတစ်ခုကိုရှိလာလို့မေးတဲ့အခါသူမကဆရာဝန်ကြီးကိုတရေနဲ့လှမ်းထွေလိုက်တယ်။ပြီးတော့ဇေယျကိုဘယ်တော့မှထပ်မတွေ့ကျင်တော့ဘူးလို့လည်းအော်ပြောပါတယ်။တခြားရွေးချယ်စရာမရှိတော့တဲ့အဆုံးဝန်ထမ်းတွေကစပယ်ကိုရေအိုင်ထဲကနေအတင်းဆွဲထုတ်ပြီးသူမတဘောမတူပဲရေချိုးခန်းထဲကိုခေါ်သွားခဲ့ပါတယ်။သူနာပြုတွေကသူမကိုရေချိုးကန်ထဲထည့်ပြီးရေချိုးပေးလိုက်မှပဲသူမအနှဲငယ်ပြန်ငြိမ်ကျသွားပါတယ်။ရတဲ့ဘက်အနှဲငယ်ကြာပြီးတဲ့နောက်မှာတော့ဇေယျပြန်ရောက်လာပြီးစပယ်ရဲ့ခန်းထဲကိုလာလဲပါတယ်။သူရဲ့သူတည်တနာနဲ့အလုပ်တွေကိုလေ့လာပြီးစေပညာတွေသင်ယူဖို့အခွင့်အရေးတစ်ခုကိုဇေယျကကန့်လန့်လိုက်ပါတယ်။အဲဒီကန့်လန့်မှုကြောင့်စပယ်တယောက်စိတ်ဝင်စားသွားပြီးသူမရဲ့ဒေါသတွေလည်းပြေလျော့သွားပါတယ်။ဒါပေမဲ့ဝမ်းသာသွားတဲ့စိတ်ကိုဖုံးကွယ်ဖို့သူမနောက်လှည့်သွားခဲ့တယ်။နောက်တစ်နေ့မှာတော့ဇေယျကစပယ်ရဲ့နောက်ထပ်အင်တာဗျူးတစ်ခုကိုလုပ်ပါတယ်။သူမအိတ်မပြောတဲ့ညရီအကြောင်းကိုဇေယျကမေးမြန်းတယ်။ကျောင်းတော်ကောင်ကသူမနာကပ်ပြီးတိုးတိုးလေးလာပြောနေတယ်လို့ခံစားရလို့အိတ်မပြောဘူးလို့သူမကပြန်ဖြေတယ်။ဒါပေမဲ့ဘာတွေပြောနေလဲဆိုတာကိုသူမနားမလဲပါဘူး။ပြီးတော့ကျောဘက်မှာစိတ်ကက်အရာတစ်ခုကလာထိနေတယ်လို့ခံစားနေရတယ်လို့လည်းဆက်ပြောပါတယ်။မင်းအနေနဲ့ကြတော့အဲ့ဒီစိတ်ကက်အထီးတို့ကြောင့်သူမစိတ်ထုတ်ရှားမှုဖြစ်ခဲ့သလားလို့ဇေယျကမေးပါတယ်။စပယ်ကဟုတ်တယ်လို့ဖြေလိုက်တဲ့အခါမှာတော့သူမဟာနာကျင်မှုနဲ့အရှက်ကွဲခံရတာတွေကိုနှစ်သက်နေမိမှန်ကိုယ်တိုင်သဘောတောက်သွားပေါက်သွားပါတယ်။အဲဒီနောက်မှာတော့သူမကိုဆေးရုံကနေဘယ်တော့မှပေးမထွက်တင်ဘူးလို့သူမကထပ်ပြောတယ်။နှစ်နှစ်ကြာပြီးတဲ့နောက်မှာတော့ဇေယျနဲ့သူ့ဇနီးအေးမာတို့ဟာဩစတြေးလျနိုင်ငံဗီယက်နမ်မြို့မှာဖိုးတော်နဲ့တွားရောက်တွေ့ဆုံခဲ့တယ်။မြင်းလေးလေးသစည်းနဲ့ဇနီးမောင်နှံ2 ယောက်ဖိုးတော်ရဲ့အိမ်စီကိုတွားကြတယ်။ဦးဖိုးတော်ရဲ့ရုံးခန်းထဲမှာတော့ဇေယျကစိတ်ပိုင်းဆိုင်ရာခွဲခြမ်းစိတ်ပြခြင်းရဲ့ထိရောက်မှုတွေအကြောင်းကိုဆွေးနွေးနေတယ်။ဦးဖိုးတော်ကစပယ်ရဲ့အခြေအနေနဲ့ကုသမှုအကြောင်းကိုမေးမြန်းပါတယ်။သူမရဲ့နှမ်းဆိုင်တဲ့စိတ်တန်ရာတွေကကျမ်းမာရေးနဲ့မညီညွတ်တဲ့လိမ်ပိုင်းဆိုင်ရာတိမ်ညွတ်မှုတွေကိုဖြစ်စေခဲ့တယ်လို့ဇေယျကရှင်းပြတယ်။အဲဒီချက်ဟာသူ့လူနာတွေကြားမှာအဖြစ်များတဲ့အရာလို့ဦးဖိုးတော်ကဆိုပါတယ်။အဲဒီနေ့နောက်ပိုင်းဘာတစ်ခုမှတော့ဦးဖိုးတော်နဲ့ဇေယျတို့စကားဆက်ပြောဖြစ်ကြတယ်။သူတို့ရဲ့လေးလံမှုမှာလိမ်ပိုင်းဆိုင်ရာတဘာဝတွေပါဝင်နေတာဟာအများပြည်သူလက်မခံနိုင်တဲ့ပြဿနာတစ်ခုလို့ဦးဖိုးတော်ကပြောပါတယ်
မီဒီယာတွေရဲ့အထင်လွဲမှခံရမယ့်အနေအကြောင်းလဲသူတို့ရဲ့လေးလာမှုတွေနှောင့်နှေးနေရတယ်လို့ဇေယျကိုသူကပြောပြတယ်။အဲဒီညကဥဖို့တော်ရဲ့ရုံးခန်းထဲမှာတိတုံးတုံးကြောင်ရှေ့ဆက်မသွားနိုင်တော့တဲ့မြင်းတစ်ကောင်မြင်းနဲ့တစည်းနဲ့မြင်းစီတူရဲ့ကောင်တယောက်ပါဝင်တဲ့သူ့ရဲ့အိမ်မက်ကြောင်ကိုဇေယျကိုပြောပြတယ်။မြင်းဆိုတာဇေယျကိုယ်တိုင်ဖြစ်ပြီးသူ့ကိုတားဆီးထားတာတွေကတော့သူ့စနီသူ့ကလေးတွေနဲ့အနာဂတ်မှာရလာနိုင်တဲ့ကလေးတွေလို့ဥဖို့တော်ကကောက်ချက်ချပါတယ်။တက်တုံးနဲ့ပတ်သက်လို့ကတော့အဲ့ဒါကမျိုးပွားချင်းတင်ကြီးသားရဲ့သူ့ရဲ့လက်အင်္ဂါကိုကိုစားပြုတာဖြစ်နိုင်တယ်လို့ဥဖို့တော်ကပြောလိုက်တယ်။ဆွစ်ဇာလန်ကိုပြန်ရောက်တော့ဇေယျကစပယ်နဲ့တွေ့ဆုံပြီးဥဖို့တော်နဲ့တွေ့ခဲ့တဲ့အကြောင်းတွေကိုပြောပြပါတယ်။လေးလာမှုတွေမှာလိမ်မိုင်းဆိုင်ရာကိစ္စတွေတဲ့ပုံမနက်ရှိုင်းတဲ့အရာတွေရှိနိုင်တယ်လို့သူကယုံကြည်ကြောင်းပြောပြပေမဲ့စပယ်ကတော့ဥဖို့တော်ပြောတာမှန်ကန်ကြောင်းနဲ့သူမရဲ့ဖြစ်ရက်ကဒါကိုတက်တည်ပြနေတယ်လို့ညင်းဆိုခဲ့ပါတယ်။ရန်နိုင်ငံကြာပြီးတဲ့နောက်မှာတော့အောင်တိုးဆိုတဲ့ဆေးဆွဲနေတဲ့ဆရာဝန်တယောက်ကိုဆေးရုံကိုလာပို့ကြပါတယ်။သူကတော့သူ့ရဲ့ကုသမှုတွေမှာလိမ်မိုင်းဆိုင်ရာနီးလန်းတွေကိုအသုံးပြုတဲ့သူပါ။သူရောက်လာတာနဲ့သူအော်တိုဘာလမှာသူကိုယ်တိုင်ဒီမှုကိုမကင်သွဲမချင်းအောင်တိုးကိုပြန်မလုပ်ဖို့ဦးဖိုးတော်စီကစာတစောင်နဲ့ပါလာပါတယ်။သူကအနေရရှိတဲ့အတွက်တတိထားဖို့လည်းမှားကြခဲ့ပါတယ်။ဇေယျရဲ့ရုံးခန်းထဲမှာဇေယျကအောင်တိုးကိုအင်တာဗျူးဖို့ကြိုးစားပေမဲ့အောင်တိုးကတော့လုံးဝစိတ်ဝင်စားမှုမရှိတဲ့ပုံပါပဲပြီးတော့သူ့မှာဘာယောဂမှလည်းမရှိဘူးလို့ညင်းဆိုပါတယ်အင်တာဗျူးလုပ်နေတော့မှအောင်တိုးကရုံးခန်းထဲကိုရှောက်သွားပြီးပစ္စည်းတွေကိုဆွဲချပါတယ်ဇေယျရဲ့အန်ဆွဲတွေကဆေးပြားတချို့ကိုတော့ခိုးယူပြီးသူ့ရဲ့စာရွက်စာတမ်းတွေကိုလည်းဖွာပြစ်လိုက်ပါတယ်အဲဒီညမှာတော့အောင်တိုးနဲ့ဇေယျတို့အတူစစ်လိတ်တောက်ရင်သူတို့ရဲ့မတူညီတဲ့အမြင်တွေအကြောင်းကိုဆွေးနွေးကြပါတယ်တလန်တမယာစနေဟာသူတို့ရဲ့လူတွေရဲ့လွတ်လပ်ခွင့်ကိုချုပ်ချယ်ထားတာလို့အောင်တိုးကဇေယျကိုတင်သွင်းမှုကြိုးစားတယ်သူတို့ကလူတွေကိုကုသပေးပါဖို့လဲဇေယျကညင်းခုန်ပြီးနောက်နာမရပဲကိုအဆုံးစီရင်သွားတဲ့အောင်တို့ရဲ့လူနာကြောင့်ကိုထည့်ပြောလိုက်ပါတယ်။သူမလိုချင်တဲ့လွတ်မြောက်မှုကိုသူပေးခဲ့တာပါလို့အောင်တို့ကပြန်ဖြေပါတယ်။နောက်တနေ့မှာတော့ဇေယျကကမ်းခြေပေးမှာစပယ်နဲ့တွေ့ခဲ့ပါတယ်။စက်ညင်ဘက်အရာတွေကတခုခုကိုဆွဲဆောင်တက်ပြီးအဲ့ဒီအရာကနေဖန်တီးမှုတွေဖြစ်ပေါ်လာတာလို့သူမကဇေယျကိုပြောပြတယ်။ပြီးတော့သူတို့နမ်းလိုက်ပြီးသူမအိမ်မှာအချိန်မရွေးရင်းရင်းနှီးနှီးလာနေဖို့ဖိတ်ခေါ်လိုက်တယ်။နောက်တနေ့မှာတော့အောင်တိုးနဲ့ဇေယျတို့စပယ်ရဲ့လောက်ရက်တွေအကြောင်းဆွေးနွေးကြတယ်။ဇေယျအနေနဲ့စပယ်ရဲ့ဆန္ဒကိုလက်ရောတင်တယ်လို့အောင်တိုးကထင်နေပြီးကိုစိတ်ဆန္ဒအတိုင်းလှုပ်လိုက်တာဘာမှမမှားဘူးလို့မြင်နေပါတယ်။ဇေယျကညင်းဆိုဖို့ကြိုးစားပြီးစကားတွေပြောလေသူ့ရဲ့နီးလန်းတွေနဲ့သူ့တည်တဲ့နာပေါ်ပုံမယုံကြည်လာလိပဲလို့အောင်တိုးကိုပြောပြတယ်။အောင်တိုးကတော့သူ့အတွက်ပြောင်းပြန်มาပဲလို့ညင်းလိုက်ပါတယ်။နောက်တနေ့မှာတော့ဇေယျကသူ့ရုံခန်းထဲမှာစပယ်နဲ့တွေ့ပါတယ်။ဇေယျကအောင်တိုးနဲ့ပတ်သက်တဲ့သူ့ရဲ့စိုးရိမ်မှုတွေကိုစပယ်ကိုရင်ဖွင့်ပါတယ်။အောင်တိုးရဲ့စကားတွေကြောင့်သူလွှမ်းမိုးခံရပြီးစင်ချင်တုံတရားရိုင်းဆိုင်တဲ့စိတ်ဆန္ဒတွေနောက်ကိုပါသွားမှသူကြောက်နေတယ်လို့ဆိုပါတယ်။အဲချိန်ဆေးရုံနောက်မှာတော့အောင်တိုးကသူ့ကိုလှေကားယူလာပြီးတဲ့သူနာပြုဆရာမတယောက်နဲ့ဖောက်ပြန်နေပါတယ်။တာယာမှုကိုရှာပြီးတဲ့နောက်မှာတော့အဲ့ဒီလှေကားကိုတုံးပြီးဆေးရုံတိုင်းကနေထွက်ပြေးသွားခဲ့တယ်။အဲဒီနေ့နောက်ပိုင်းမှာတော့အောင်တိုးပြုတ်သွားတဲ့တရင်ကြလို့ဇေယျကအောင်တိုးရဲ့ခန်းကိုတွားကြည့်တယ်။ရှုပ်ပွားနေတဲ့ခန်းကိုကြည့်ရင်ဇေယျကအောင်တိုးထားခဲ့တဲ့စာရဆောင်ကိုတွေ့လိုက်တယ်။အဲဒီစားထဲမှာအောင်တိုးကအရာအလုံးအတွက်ဇေယျကိုကျေးဇူးတင်ကြောင်းအခွင့်အရေးတွေကိုအလားအတာမဖြစ်စေဖို့အကြံပေးကြောင်းနဲ့သူတည်ပြီလို့သူ့ဖေကိုပြောပေးဖို့အဆုံးသတ်မှကြတယ်။အဲဒီညမှာတော့ဇေယျကစပက်ရဲ့အိမ်ကိုသွားပြီးနောက်ဆုံးမှာတော့အရှုံးပေးလိုက်တယ်။တကားဝါကနေဝင်ချင်းမဲ့သူတို့နှစ်ယောက်ဟာတာယာတဲ့ညားလေးတညကိုအတူဖြတ်တန်းခဲ့ကြပါတယ်။အဲဒီနောက်ဇေယျကစပက်ရှိကိုနောက်တစ်ခေါက်ထပ်သွားခဲ့ပါတယ်။စပက်ကသူ့ကိုနမ်းပေမဲ့သူကတားဆီးဖို့ကြိုးစားပြီးသူတို့ရဲ့ဇလံကိုဒီမှတင်အဆုံးတက်ရအောင်လို့အတီးပေါက်ပြောပါတယ်။ဒါပေမဲ့စပယ်ကဂယုမဆိုင်ပဲသူ့ကိုပို့ပြီးတွေးဆောင်ဖို့ကြိုးစားပါတယ်။ရန်နိုင်ငံကြာပြီးနောက်မှာတော့အေးမဟာဇေယျရဲ့ပထမဆုံးကလေးလေးကိုမွေးဖွားခဲ့ပြီးဇေယျလည်းအိမ်ကိုပျော်ရွှင်စွာပြန်လာခဲ့ပါတယ်။သူတို့မှမိသားစုလေးတစ်ခုစီနေပြီဖြစ်လို့သူမရှိကိုအပြီးပြန်လာတော့မလားလို့အေးမကမေးပါတယ်။လာနိုင်ငံကြာပြီးနောက်မှာတော့ဇေယျနဲ့ဥဖို့တော်တို့ပြန်တွေ့ခဲ့ကြပါတယ်။အောင်တို့ကိုသူ့စီလွတ်လိုက်တာမှားယွင်းသွားကြောင်းဥဖို့တော်ကဝန်ခံပါတယ်။ဒါပေမဲ့ဇေယျကတော့သူ့ဆုံးဖြတ်ချက်ကိုသူပိုးပြီးတော့တေချာသွားစေတဲ့အတွက်တကယ်တော့ကျေးဇူးတင်ပါတယ်လို့ပြောပါတယ်။အဲဒီနောက်ဥဖို့တော်ကအောင်တို့မရှိတော့တဲ့အတွက်ဇေယျဟာသူ့အလုပ်တွေကိုစက္ကန့်သူဖြစ်လာပြီလို့ပြောပါတယ်။အဲဒီညမှာဇေယျနဲ့ဥဖို့တော်တို့ဆွေးနွေးနေကြပါတယ်။စိတ်ပိုင်းဆိုင်ရာခွဲချမ်းစိတ်ဖြံမှုမှာလိမ်ပိုင်းဆိုင်ရာအချက်တွေပြင်တခြားအရာတွေရှိရမယ်လို့ဇေယျကဆိုပါတယ်။တိုက်ဆိုင်မှုဆိုတာမရှိဘူးလို့ဥဖို့တော်နားလည်အောင်သူစူးစမ်းပြီးတော့ရှင်းပြပါတယ်။ဥဖို့တော်ကတော့သူ့ရဲ့လေ့လာမှုဟာတိတ်ကိုနူးညံ့တိမ်မှုတဲ့အတွက်သိပ္ပံပညာပေါ်အခြေခံတဲ့အရာတွေကိုပဲလေ့လာတင်တယ်လို့ညင်းခုန်ပါတယ်။ရန်နိုင်ငံကြမှာတော့ဇေယျကဥဖို့တော်ကိုလှည့်စည်းဖို့ခေါ်တော့ပါတယ်။လေပေါ်မှာဥဖို့တော်ကဇေယျနဲ့စပယ်တို့ရဲ့ကောလာဟာတာတွေကြောင့်ကိုစကားဆပေမဲ့ဇေယျကအဲ့ဒီဆွတ်ချက်တွေကိုညင်းဆိုလိုက်ပါတယ်။ဥဖို့တော်ကလည်းသူကိုယ်တိုင်အဲ့ဒါကိုမယုံကြည်ကြောင်းနဲ့လူတိုင်းကိုလည်းအဲ့ဒီလိုပဲလိုက်ပြောပြနေကြောင်းပြောပြတယ်။နောက်တနေ့မှာတော့ဇေယျကသူတို့ရဲ့ဇလံကိုအဆုံးသတ်ဖို့ရည်ရွယ်ချက်နဲ့စပယ်နဲ့တွားတွေ့ပါတယ်။စပယ်ကသူ့ကိုမထားခဲ့ဖို့တောင်းပန်ပေမဲ့ဇေယျကတော့
သူ့အတမူဝန်ကြောင့်လို့ကိုမထိခိုက်ချင်တဲ့အတွက်ဆုံးဖြတ်ချက်ခိုင်မာနေပါတယ်။စပယ်လဲကြကြံရစ်ခဲ့တဲ့အချိန်မှာတော့သူကတော့ထွက်ခွာသွားခဲ့တယ်။နောက်တနေ့မနေ့စာစားနေတော့မှအေးမာကအမည်မသိပေးစာတွေကြောင့်ဇေယျကိုမေးလိုက်တဲ့အတွက်ဇေယျတယောက်လှန့်ပြီးအေးခဲ့သွားပါတယ်။ဟိုဘက်မိမကအလွယ်တကူအရှုံးပေးပြီးသူ့ကိုလှုပ်ပေးလိမ့်မယ်လို့သူမှမမျှော်လင့်ထားဘူးလို့ဆက်ပြောတဲ့အတွက်အဲဒီစာကိုစပယ်ရေးထားတယ်ဆိုတာရှင်းလင်းသွားခဲ့တယ်။အဲဒီနောက်စပယ်ကဥဖိုးတော်စီတွေ့ဆုံခွင့်တောင်းတဲ့စာတစ်စောင်ပို့လိုက်ပါတယ်။အဲဒီတွေ့ဆုံမှုကသူတို့နှစ်ယောက်စလုံးအတွက်အကျိုးရှိမယ်ကိစ္စလို့စာထဲမှာရေးသားထားတယ်။စာကြောင့်ရှုပ်ထွေးသွားတဲ့ဥဖိုးတော်ကဒီကိစ္စနဲ့ပတ်သက်ပြီးဇေယျစီကိုစာရေးပေးလိုက်တယ်။စာရေးတဲ့သူဟာစပယ်ဖြစ်ပြီးဖြစ်ခဲ့တဲ့ကိစ္စတွေအတွက်သူ့ကိုလက်စားချေဖို့ကြိုးစားနေတာဖြစ်နိုင်တယ်လို့ဇေယျကရှင်းပြတယ်။သူမဟာခံမရခတ်တဲ့အတွက်သူမကိုကူညီဖို့ရှောင်ရှားတင်တဲ့လို့ဇေယျကတတိပေးလိုက်တယ်။ရန်နိုင်ငံကျမှတော့ဥဖို့တော်ကစပယ်ရှိကိုစာပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဇေယျနဲ့ပတ်သက်တဲ့သူမရဲ့ဆွဆွချက်တွေကိုသူမယုံကြည်ဘူးလို့ရေးလိုက်ပါတယ်။သူတို့ရဲ့ဇလန်းထဲမှာသူမပါဝင်ဘူးလို့လည်းပြောလိုက်တယ်။ဘာပဲဖြစ်ဖြစ်ဒါဟာသူမနဲ့ဇေယျကြားမှာရှိတဲ့ကိစ္စလို့ဆိုပါတယ်။နောက်တနေ့မှာတော့ဇေဘဲကဇေယျရဲ့ရုံးခန်းကိုတွားတဲ့အခါမှာဇေယျပစ္စည်းတွေတိတ်နေတာကိုတွေ့လိုက်တယ်။စာနဲ့ပတ်သက်ပြီးဇေဘဲကဇေယျကိုရင်ဆိုင်မေးခွန်းထုတ်ကဥဖို့တော်ကိုအမှန်တိုင်းပြောပြဖို့တောင်းဆိုတယ်။ဥဖို့တော်ရဲ့လူနာအဖြစ်ခံယူဖို့လဲခွင့်ပြုဖို့လဲတောင်းဆိုတဲ့အခါမှာတော့ဇေယျကသဘောတူလိုက်တယ်။ညာနိုင်ငံကြာပြီးနောက်မှာတော့အမေရိကကိုတွားတဲ့ကတိုးလေပေါ်မှာတော့တေဖို့ညှင်းဆန်နေတဲ့ဖခင်တယောက်အကြောင်းဇေယျမက်ခဲ့တဲ့အိမ်မက်ကိုဇေယျနဲ့ဥဖို့တော်တို့ဆက်လက်ဆွေးနွေးနေကြတယ်။အဲဒီဘိုးကြီးဟာဥဖို့တော်ကိုစားပြုပြီးအချင်းတွေကိုအစင်မပြေဖြစ်အောင်လုပ်နေတာပဲလို့ဥဖို့တော်ကကောက်ချက်ချပါတယ်။အဲဒီနောက်ဥဖို့တော်ကသူကိုယ်တိုင်မက်ခဲ့တဲ့အိမ်မက်ကြောင့်ကိုအရေးမင်းပြောပြပေးမဲ့ဇေယျကိုအပြည့်စုံပြောပြဖို့တော့ညှင်းဆန်လိုက်ပါတယ်။ဇေယျအိမ်ကိုစပယ်ရောက်လာပြီးဥဖို့တော်ရဲ့အမိညာသူမရဲ့စာတန်းကိုလာပို့ပါတယ်။ဒါဟာဇေယျနှစ်ပတ်လည်စာတစ်စောင်လိုအပ်တဲ့အရာလို့ဥဖို့တော်ကထင်ကြောင်းသူမပြောပြတယ်။အဲဒီနောက်သူတို့ရဲ့တိတ်ကဇလန်းတွေကိုမေးထားပြီးအတူတူအလုပ်တွဲလုပ်ဖို့သဘောတူလိုက်ကြတယ်။နောက်ဘက်အင်္ဂါနေ့မှာဇေယျနဲ့စပယ်တို့စာတန်းတွေပုံနှိပ်ထုတ်ဝေဖို့အတူတူအလုပ်လုပ်ကြပါတယ်။သူတို့နှစ်ယောက်အတူတူအလုပ်လုပ်နေရတာကိုသဘောကျပြီးနောက်ဆုံးမှာတော့သူတို့ရဲ့အရင်ကတာယာမှုရှာတဲ့အကျင့်ဟောင်းတွေရှိကိုပြန်ရောက်သွားခဲ့တယ်။အဲဒီနေ့နောက်ပိုင်းမှာတော့စပယ်ကသူမကြောင်းပြီးရင်ဇိုရစ်ကနေထွက်ခွာမဲ့အစီအစဉ်ကိုပြောပြပါတယ်။အဲဒီကဇေယျတယောက်စိတ်ထိကြိုက်သွားပြီးသူမကိုဘလို့ခံစားရတယ်ဆိုတာနောက်ဆုံးမှဖွင့်ပြောလိုက်ပါတယ်။နည်းနည်းကြာပြီးတဲ့နောက်မှာတော့ဗီယက်နမ်မြို့မှာတော့ဥဖို့တော်ကစပယ်ရဲ့လေးလာမှုကိုချီကျူးပေမဲ့ဘာသာရေးတွေကိုထည့်သွင်းတဲ့အတွက်ဝေဖန်ပါတယ်။ဒါဥဖို့တော်နဲ့ဇေယျတို့ဆွေးနွေးခဲ့တဲ့အကြောင်းအရာလားလို့သူမကမေးတဲ့အခါဥဖို့တော်ကညင်းပါတယ်။ဇေယျကိုသူ့ရဲ့စက္ကန့်သူဖြစ်မြင်ခဲ့တာမှားယွင်းကြောင်းသူဝန်ခံတယ်။အဲဒီနောက်စကားလွှဲလိုက်ပြီးသူ့ရဲ့လူနာနှစ်ယောက်ကိုကုသပေးဖို့သူမကိုကမ်းလှမ်းလိုက်ပါတယ်။စက်တင်ဘာလမှာတော့ဇေယျကဥဖို့တော်နဲ့တွေ့ဆုံပြီး Egypt Pharaoh နဲ့ပတ်သက်တဲ့သူတို့ရဲ့ဆွေးနွေးမှုကြောင်းစကားဆပါတယ်။ဘာကင်ကိုကြော်လွန်ပြီးရှေ့ဆက်သွားခြင်းနဲ့တားတယောက်လိုမျိုးပုံနဲ့ဆိုင်တဲ့အဓိပ္ပာယ်တွေရှိကြောင်းကိုသူရှင်းပြဖို့ကြိုးစားတယ်။အဲဒီကနေပဲဇေယျရဲ့စာအုပ်မှာဥဖို့တော်ကို credit ပေးထားတဲ့အကြောင်းရင်းလားလို့ဥဖို့တော်ကထောက်ပြတယ်။ဥဖို့တော်ဟာနာမည်ကြီးနေပြီဖြစ်လို့သူ့နာမည်ကိုထည့်သွင်းဖော်ပြဖို့မလိုတော့ဘူးထင်လို့မထည့်ခဲ့တာပါလို့ဇေယျကရှင်းပြတယ်။ခဏနေတော့သူတို့နှစ်ယောက်ဆက်လက်ညှင်းခုန်ရကနေဥဖို့တော်လေးဖြတ်ပြီးကျမ်းမြင်ပေါ်ကိုလဲကျသွားတယ်။ကံကောက်ထုံးမှစွာနဲ့ပဲအသက်မသေးခဲ့ပါဘူး။နောက်ရက်တွေမှာတော့သူတို့ဟာတငယ်ချင်းတာမှမဟုတ်လုံးဖို့ကံပက်တွေလို့မဟုတ်ပဲပြိုင်ပက်တွေလိုမျိုးစကားစားတွေအပြန်အလှန်ပေးပို့ကြပါတယ်။နောက်ဆုံးကတယောက်ရဲ့ယုံကြည်စိတ်ချရမှုကိုနောက်တယောက်ကမေးခွန်းထုတ်ကြပြီးနောက်ဆုံးမှာတော့တယောက်နဲ့တယောက်အဆက်အသွယ်ဖြစ်ကလမ်းခွဲသွားခဲ့ကြပါတယ်။တနေ့ကကြာမှာတော့အေးမာနဲ့စပယ်တို့အတူတူမနက်စာစားနေကြတယ်။အေးမာကသူ့ယောက်ျားစိတ်ရှုပ်ထွေးပြီးအိမ်မပြောဖြစ်နေတာတွေကိုကိုညီနိုင်မလားလို့မေးပါတယ်။ဇေယျရဲ့ချင်းဒီဆိုးဝါလာတာကိုကြားတော့စပယ်ကတွန်းဆုပ်နေပေမဲ့စူးစမ်းကြည့်ဖို့သဘောတူလိုက်တယ်။အဲဒီနောက်စပယ်ကမြေကမ်းဘေးမှာဇေယျနဲ့သူထိုင်ပြီးသူ့ကိုစိတ်သက်သာရအောင်ကြိုးစားပြီးတော့ပြောပြတယ်။ရေကြီးပြီးသူ့ကိုမျိုးပါသွားစေတဲ့ကဘာပြက်မဲ့အိမ်မက်တွေမှတ်နေကြောင်းဇေယျကရင်ဖွင့်တယ်။ဒါပေမဲ့အဲ့ဒီအိမ်မက်တွေရဲ့အဓိပ္ပာယ်ကဘာလဲလို့သူမမေးတဲ့အခါသူကစကားလွှဲလိုက်တယ်။အဲဒီစားသူ့ရဲ့စီစဉ်တွေကိုသူကပြန်ပြီးသူမကရုရှားကိုပြန်ပြီးအဲ့ဒီမှာစီယောကာကူဆရာဝန်လုပ်ဖို့စီစဉ်ထားကြောင်းပေါ့ပေါ့ပပြောပြပါတယ်။ဒါပေမဲ့ဇေယျကတော့ဥဖို့တော်ကိုတတိယတိုင်းတန်ရတွေနဲ့မကျင်းတဲ့ချက်တွေရှိနေတော့မှာပဲ။သူမကိုကုသပေးခဲ့တဲ့ဇေယျအသုံးပြုခဲ့တဲ့ဥဖို့တော်ရဲ့နီးလန်းကပဲသူမကိုယောဂပျောက်ကွင်းစေခဲ့တာလို့စပယ်ကသူ့ကိုတတိပေးပါတယ်။ရုတ်တရက်ဇေယျကသူမဟာသူ့ဘဝမှာအရေးကြီးဆုံးလူဖြစ်ခဲ့တဲ့အတွက်သူမကိုလက်လွတ်ခဲ့တာနောင်တရကြောင်းဝန်ခံပါတယ်။သူမပေါ်ထားခဲ့တဲ့သူ့ရဲ့ချစ်ကသူကိုယ်တိုင်ဘယ်သူလဲဆိုတာနားလည်စေခဲ့တယ်။ဒါပေမဲ့ရာအလုံးကပြောင်းလဲသွားခဲ့ပြီဖြစ်လို့ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေသူတို့နှစ်ယောက်ဟာကိုစီတီချလန်းတွေကိုပဲရွေးချယ်ချောက်လန်းဖို့ဆုံးဖြတ်ခဲ့ကြတယ်။နောက်ဆုံးမှာတော့သူတို့တယောက်ချင်းစီဟာကိုပိုင်ရီမန်းချက်တွေကိုအကောင့်တွေဖော်ခဲ့ကြပါတယ်။စပယ်ဟာ
ဆိုဗီယက်ယူနီတစ်ထံမှာထင်ရှားကျော်ကြားတဲ့စိတ်ပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုတွေကိုလေ့လာတင်ကြပေးတဲ့ထိပ်တန်းနည်းပြတအုပ်ဖြစ်လာခဲ့ပါတယ်။ဇီယာကတော့ပထမကမ္ဘာစစ်အတွင်းမှာအရေးပါဆုံးစိတ်ပညာရှင်တအုပ်ဖြစ်လာခဲ့တယ်။ဒါပေမဲ့အသက်အမှတ်ပြုမှုတွေအများကြီးရခဲ့ပေမဲ့လည်းဦးဖို့တော်ဟာနာဇီတွေကြောင့်ဗီယက်နမ်ကနေနှင်ထုတ်ခံရပြီးလန်ဒန်မြို့မှာကင်ဆာရောဂါနဲ့ကွယ်လွန်သွားခဲ့တယ်။ဒီဗီဒီယိုကိုထပ်ကြည့်ဖို့အတွက် subscribe လုပ်ပေးခဲ့ပါဦး။ဗီဒီယိုလေးကိုအားပေးတဲ့အနေနဲ့ notification ခေါင်းလုံးလေးကိုဖွင့်ထားပြီး like လေးပေးပြီးတော့လည်း channel လေးကိုကူညီပေးခဲ့ပါဦး။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲတာယာပျော်ရွှင်သောနေ့လေးတစ်နေ့ဖြစ်ပါစေတငယ်ချင်းတို့ရေ။